လူတယောက်ကကျွန်တော်ကိုမေးတယ်ဒါဆိုရင်ဆရာဟာဒီစ်ဒီကိုလက်ခံလားတဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဟာဒီစ်ကျမ်းတွေဟာတကယ်တမ်းတမိုင်းကျမ်းတွေဖြစ်တယ်လို့ပြောခဲ့ကျွန်တော်ကသူ့ကိုဒီဟာဒီစ်ကျမ်းတွေကဓမ္မတော်မြတ်မရှိပြီးတဲ့နောက်နှစ်100 200နေတော့မှလူတွေရေးခဲ့တာလို့ပြောတော့ဆရာကဒါဆိုရင်အဲ့ဟာဒီစ်တွေကိုလက်ခံလားတဲ့သူကမေးတယ်ကျွန်တော်အဖြေတယ်လက်ခံပါတယ်ဒါပေမဲ့ကုရ်အာန်လိုတော့မဟုတ်ဘူးတော့လို့ကုရ်အာန်ကိုကျွန်တော်လက်ခံတဲ့ပုံစံမျိုးတော့ဟာဒီစ်ကိုဒရမ်းနဲ့ထားပြီးကုရ်အာန်နဲ့အစင်နှန်းတူရင်မောင်တန်းပြီးတော့ကျွန်တော်မထားဘူးဘာဖြစ်လို့လဲဆိုတော့အလ္လာဟ်ရှင်မြတ်ကိုတော်တိုင်ကလည်းအဲ့ဒီနှစ်ခုကိုဒရမ်းနဲ့မထားတာဘူးကုရ်အာန်ကျမ်းတော်မြတ်ကိုအလ္လာဟ်ထိန်းသိမ်းထားတယ်လို့မျိုးဟာဒီစ်တွေကိုအလ္လာဟ်ထိန်းသိမ်းဖို့တာဝန်မယူထားဘူးဒါကြောင့်လူတွေပဲထိန်းသိမ်းခဲ့ရတာဟာဒီစ်တွေကိုဓမ္မတော်မြတ်ကိုတော်တိုင်ကလည်းဟာဒီစ်တွေကိုမရေးသားဖို့မိန့်တော်မူခဲ့တာတွေရှိတယ်ဓမ္မတော်မြတ်ရဲ့တာဝကတွေကရေးပြီးသားဟာဒီစ်တွေကိုမီးရှို့ခဲ့တာတွေရှိတယ်ကုရ်အာန်တစ်ခုတည်းနဲ့လုံလောက်တယ်လို့ပြောခဲ့တဲ့ဟာဇရတ်ဘူမာတို့ရဲ့စကားတွေရှိတယ်အဲ့တော့တမန်တော်နဲ့သူ့ရဲ့တာဝကတွေရဲ့လမ်းစဉ်ပေါ်မှာရှိတဲ့အုပ်စုဒါလျင်အောင်မြင်မှာကြံတဲ့အုပ်စုတွေအကုန်လုံးကငရဲသွားမယ်လို့လည်းစင်မြန်ချက်တွေမှာလာထားပြီးသားကုရ်အာန်ကျမ်းတော်မြတ်ကရောက်လာရတဲ့ရည်ရွယ်ချက်ကိုကလူတွေကိုစုယုံဖို့လူတွေကိုဂိုင်းခွဲဖို့မဟုတ်ဂိုင်းကွဲနေကြတဲ့သူတွေနဲ့အတင်မောင်မင်းတမန်နဲ့ဘာမှမပတ်သက်ဘူး you have nothing to do with them lest minhum fi shay innal ladhina farraqu dinahum သာသနာကိုဂိုင်းအတီးတီးခွဲထားကြတဲ့သူတွေနဲ့မောင်မင်းတမန်နဲ့ဘာမှမဆိုင်ဘူးတဲ့ကုရ်အာန်ထဲမှာအဲ့လိုတွေပြောထားတယ်ကုရ်အာန်ကျမ်းတော်မြတ်ကတကယ်တမ်းလူတွေကိုစုယုံဖို့လာတာစီးလုံးစီဖို့လာတာအမှန်တရားတစ်ခုပဲရှိမှပဲလူတွေကစုယုံနိုင်မှာအမှန်တရားနှစ်ခုရှိမင်းလည်းမှန်တယ်ငါလည်းမှန်တယ်ဆိုပြီးတော့ရန်ဖြစ်လို့မပြီးတော့အဲ့ဒါကြောင့်ပဲဆူနီရှီယာဘရေလဝီဒေယိုဘန်ဒီခါရီဂျီမိုတဇီလီအများကြီးဘောဂိုင်းနေပေါ်နေတာပေါ်ခဲ့တာလေအဲ့တော့အဲ့လူကကျွန်တော်ကိုဆက်ပြီးမေးတယ်ဒါဆိုရင်ဆရာကအဲ့လေကုရ်အာန်ဘောဟုတ်လားတဲ့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ကအာလူရဆူလ်အဲ့လေကုရ်အာန်ဆိုတာကုရ်အာန်ပဲကင်ထားတယ်အဲ့လေရဆူလ်ဆိုတာတမန်တော်မြတ်ကိုကင်ထားတယ်တမန်တော်မြတ်ကိုကင်ထားတဲ့သူဆိုတာတမန်တော်မြတ်ဟာဒီစ်ကိုလည်းကင်ရမှာပေါ့လို့တချို့ကစောကတိုင်တက်ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာကိယာမတ်နေ့ရောက်ရင်တမန်တော်ပြောမဲ့စကားကြိုပြီးပြောထားတာရှိတယ်ဝကောလရဆူလ်ယာရဘ်ဘီအင်နကောမီတခذူဟာဒ်အလ်ကုရ်အာနမဟဂျူဒါရဆူလ်တမန်တော်ကအဲ့ဒီကြရင်ပြောမယ်အိုးအရှင်ကျွန်တော်ရဲ့ဒီမျိုးတွေကျွန်တော်အမျိုးသားတွေဟာဒီကုရ်အာန်ကိုစွန့်ပယ်ထားခဲ့ကြတယ်အဲ့ဒီကြရင်သူတို့နောက်ထပ်ဘာစကားပြောမလဲတမန်တော်ကဒီစကားပြောမယ်သူတို့ကဘာစကားပြောမလဲယာလိုင်တနီတခذူမာရဆူလီဆဘီလာကျွန်တော်တမန်တော်နဲ့အတူလျှောက်ခဲ့ရင်ကောင်းပါပဲတမန်တော်လမ်းစဉ်ကျွန်တော်လိုက်ခင်ကောင်းပါပဲတမန်တော်မြတ်ကကုရ်အာန်အပြင်ကျန်တဲ့အနောက်ကိုမလိုက်ဘူးကုရ်အာန်နောက်ကိုလိုက်တယ်သူ့မတိုင်ခင်အစဉ်အလာနဲ့ရှိခဲ့တဲ့တမန်တော်အစ္စရာဟင်ရဲ့ဆွန်နတ်အဲ့ဒီနောက်ကိုလိုက်တယ်ဒါကြောင့်သာသနာရဲ့မူရင်းကသာသနာရဲ့ source masdar ပင်မရင်းမြစ်ကနှစ်ခုပဲရှိတယ်ကုရ်အာန်နဲ့ဆွန်နာဖြစ်တယ်ဆွန်နာဆိုတာတမန်တော်မတိုင်ခင်ကတည်းကနေရှိလာခဲ့တယ်ကုရ်အာန်ဆိုတာကတော့တမန်တော်မြတ်ပေါ်တဲ့အခါမှာကြာရောက်ခဲ့တယ်။ဆွန်နာတွေထဲမှာလည်းလူတွေအစ်စ်ထွင်ထားတဲ့ဟာတွေဘီဒါတ်တွေလူတွေလွဲမှားစွာကြင်ကြံနေတဲ့ဟာတွေကိုတမန်တော်မြတ်ကအလ္လာဟ်ရှင်မြတ်ရဲ့စောင့်ရှောက်မှုနဲ့အလ္လာဟ်ရှင်မြတ်ရဲ့အတိပေးမှုနဲ့တမန်တော်ပြုပြင်ခဲ့တာတွေရှိတယ်။ကုရ်အာန်ထဲမှာလည်းအဲ့လိုဟာတွေလာထားတာတွေရှိတယ်။ဟဂျ်နဲ့ပတ်သက်တဲ့ဆွာလတ်နဲ့ပတ်သက်တဲ့လူတွေရဲ့ထွင်လုံးတွေကိုတမန်တော်ပြုပြင်ပြီးတော့
နေ့စဉ်ပြန်လှုပ်ပြခဲ့တာတွေရှိတယ်ဒါကြောင့်မွတ်စလင်တစ်မျိုးသားလုံးကကုရ်အာန်ကိုဘယ်လိုလက်ခံလဲဆွန်နာကိုလည်းအဲ့လိုလက်ခံတယ်တရက်နမတ်9ချိန်ဖတ်ရတာတွေဖဂျာဇောဟ်အဆရမဂရစ်အီရှာတွေစာတစ်လုံးမှမတက်တဲ့မွတ်စလင်တွေလည်းအကုန်လုံးသိတယ်လက်ခံတယ်ဒါပေမဲ့ဟာဒီစ်တွေကိုကြတော့အဲ့လိုမသိကြဟာဒီစ်တွေဆိုတာကနှစ်ပေါင်း100 200ကျော်တော့လောက်မှပေါ်လာတဲ့ဟာတွေဗျတကယ် specialist လောက်ထားတဲ့သူတွေကျောင်းတက်ပြီးတော့တကူးတကကြက်ထားတဲ့သူတွေလောက်ပဲသိတာဟာဒီစ်ကိုအခြေခံပြီးတော့လဲသာသနာကိုနားလည်ကြတဲ့သူတွေကနည်းတယ်ဒါပေမဲ့အွမ်မတ်ထဲမှာအုပ်စုတွေဂိုင်းကနာတွေဘာကြောင့်꿰လဲဆိုရင်ဒီဟာဒီစ်တွေကြောင့်ပဲ꿰တာအဲ့ဒါကြောင့်ကျွန်တော်ကဟာဒီစ်ကိုလက်မခံတာတော့မဟုတ်ဟာဒီစ်ကိုကျွန်တော်ကကုရ်အာန်ကျမ်းတော်မြတ်ရဲ့ရှင်းပြချက်တမန်တော်မြတ်ရဲ့နမူနာကောင်းတွေကိုရှာဖွေတွေ့ရှိနိုင်တဲ့ယရနာတိုက်တမိုင်းအချက်လက်တွေလို့ကျွန်တော်လက်ခံထားတယ်ဒါပေမဲ့ကုရ်အာန်နဲ့တရမ်းနဲ့မထားဘူးဆိုလိုတာအဆုံးဖြတ်လုပ်တဲ့အခါကျရင်ကျွန်တော်ကကုရ်အာန်ကိုအရင်ကြည့်တချို့ကကျတော့မဟုတ်ဖေကာကိုအရင်ကြည့်တယ်အဲ့ဒီတိုင်းကုရ်အာန်ကိုဖွင့်ဆိုတချို့ကဟာဒီစ်ကိုအရင်ကြည့်တယ်အဲ့ဒီတိုင်းကုရ်အာန်ကိုဆုံးဖြတ်တယ်ဟာဒီစ်မှာလာထားတဲ့အချက်ပေါ်မူတည်ပြီးတော့ကုရ်အာန်ကိုမန်ဆူခ်လုပ်ရင်လုပ်လိုက်တယ်အမိန်ပါလန့်ရင်ပါလပ်လိုက်အဲ့ဒါမျိုးတွေရှိတယ်ဒါကြောင့်ကျွန်တော်အဲ့ဒီကုရ်အာန်လည်းမဟုတ်ကျွန်တော်အာလူရဆူလ်တမန်တော်နဲ့ဆာဟာဘာတွေလိုက်ခဲ့တဲ့လမ်းစဉ်ကိုတတ်နိုင်ဆုံးရှောက်လန်းဖို့ကြိုးစားနေကြတယ်ကြိုးစားနေတဲ့သူဖြစ်တဲ့ပြောမယ်ဆိုအစ္စရာဟီမီပေါ့ဗျာပြောမယ်ဆိုမွတ်စလင်ပေါ့ဗျာတလောက်ဆိုလုံလောက်ပြီကျန်တဲ့ဂိုင်းကနာတွေအကြောင်းကျွန်တော်ဘာမှလည်းမသိချင်ဘူးစိတ်လည်းမဝင်စားဘူးအလ္လာဟ်ကိုရောလိုက်တမန်တော်မြတ်ကိုမောင်မင်းတမန်နဲ့အဲ့ဒီဂိုင်းကနာတွေနဲ့ဘာမှမပတ်သက်ဘူးလို့ပြောထားတယ်ကိုနဲ့မပတ်သက်တဲ့ဟာနောက်ကိုလိုက်နေတာလာယာနီနောက်ကိုလိုက်တာပဲမင်ဟွစနီအစ္စလာမ်အလ်မာရီတာကူဟူမာလာယာနီစင်မြန်တဲ့တခုမှလာမွတ်စလင်တယောက်ရဲ့လှပမှုဆိုတာကိုနဲ့မသက်ဆိုင်တဲ့အရာနောက်ကိုမလိုက်ခြင်းပဲအဲ့ဒါတွေကိုစွန့်လွတ်လိုက်ခြင်းပဲဖြစ်တယ်ပြောမယ်ဆိုဗျာဒီကုရ်အာန်ဆွန်နာနဲ့ဟာဒီစ်ဒီ၃ခုဟာသာသနာကိုနားလည်တဲ့နေရာမှာထောက်ကူပြုတဲ့ဟာတွေဖြစ်တယ်ရှေးကျမ်းတွေတောရတ်အင်ဂျီလီကိုကြတော့ဟာဒီစ်ရဲ့အောက်မှာထားလို့ရတယ်ဟာဒီစ်ရဲ့အုပ်စုထဲမှာထားလို့ရတယ်ဒါပေမဲ့ဒီကုရ်အာန်ရောဆွန်နာရောဟာဒီစ်ရောတစ်ခုချင်းကိုတည်တည်ချာချာနားလည်ဖို့ဆိုရင်လိုအပ်တဲ့အခြေခံမူတွေသိထားဖို့လိုအပ်တယ်အဲ့၃ခုစလုံးအကြောင်းကိုကျွန်တော်တစ်ခုချင်းစီကိုတီးတန့်စာတစ်စောင်စီရေးထားတာရှိတယ်လိုချင်တဲ့မိတ်ဆွေတွေကျွန်တော်စီမှာမာယူလို့ရတယ်အဲ့စာ3စောင်လုံးကိုလိုချင်တယ်ဆိုရင်1000နဲ့ကျွန်တော်ရောင်းပေးမယ် PDF file ကျွန်တော်ဆက်သွယ်လိုက်တစ်ခုတည်းစာတစ်စောင်လဲလိုချင်တယ်ဆိုရင်တော့တစ်စောင်9000ပေါ့ဗျာဗီဒီယိုတစ်ခုတည်းနဲ့တော့အားလုံးရဲ့အကြောင်းကိုစိတ်ငိုအောင်ကျွန်တော်မပြောနိုင်ဘူးလေ့လာခြင်းနဲ့သူကျွန်တော်ကိုဆက်သွယ်လိုက်ပေါ့ဗျာဆလာမူအလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ